ဒါပေမဲ့ဆိုတဲ့စကားလုံးပေါ့နော်အင်္ဂလိပ်ဆိုရင် but ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီအင်ကြီးကိုကြိတ်တယ်လှလဲလှတယ်ဒါပေမဲ့ဈေးရန်ကြီးတယ်အဲ့နောက်တစ်ခုကအိမ်ကကြီးတယ်ပြီးကျယ်တယ်ဒါပေမဲ့ဒီမြို့ထဲနဲ့မနီးဘူးမြို့ပြင်ကြတယ်အဲ့လိုမျိုး sentence လေးတွေစောက်တဲ့အခါဒါပေမဲ့ဆိုတဲ့စကားလုံးကိုထည့်တဲ့အခါဘယ်လိုသုံးလဲဒါပေမဲ့အဲ့တော့可是လို့ပြောလို့ရတယ်可是အဲ့တော့အောက်မှာနမူနာပေးရရပါတော့我喜欢看喜剧片可是我朋友喜欢看恐怖片အဲ့တော့我ကျွန်တော်က喜欢ကျင်းနေတဲ့看ဆိုတာကြည့်တာ喜剧片ဆိုတာကဒီဟာတာကားတွေကိုကြည့်ရကြိတ်တယ်可是ဒါပေမဲ့我朋友ကျွန်တော်တငယ်ချင်းက喜欢看ကြည့်ရတာကြိတ်တယ်恐怖片အဲ့လိုမျိုးကြောက်စရာကားတွေအဲ့လိုထိတ်လန့်စရာကားတွေအဲ့လိုမျိုးတွေကြိတ်တယ်ဥပမာလူတက်ကားတို့တရေကားတို့အဲ့လိုမျိုးကား